အားလုံးပဲမင်္ဂလာပါကိုကတော့ဒီနေ့ Smart Switch ကိုအသုံးပြုပြီး data ကိုဘယ်လိုမျိုး transfer လုပ်ရမလဲဆိုတာကိုပြောပြပေးသွားမှာဖြစ်ပါတယ်ပထမဦးဆုံး Smart Switch app ကိုဖွင့်ပါပြီးရင် data ပို့မဲ့ဖုန်းကို send from this phone နှိပ်ပြီးလက်ခံမဲ့ဖုန်းမှာတော့ receive on this phone ကိုနှိပ်ပေးရပါမယ်ဒီနေရာမှာကိုတို့က wireless ကူးမှာဖြစ်တာကြောင့် wireless ကိုရွေးပေးရပါမယ် QR code ပေါ်လာရင်အခုလိုမျိုးစကန်ဖတ်လိုက်ပါမယ် connect စလုပ်နေပြီပေါ့နော်ဒီနေရာမှာရေးကြည့်တာကဖုန်းနှလုံးစလုံးက same Wi-Fi ဖြစ်နေရမယ်နော်data session လောက်တာကိုအကိုတို့က 100% ပြည့်အောင်ခဏလောက်တော့စောင့်ပြရပါမယ်100% ပြည့်သွားလို့ရှိရင် everything or custom ကိုရွေးချယ်ပြီးတော့မှကိုလိုအပ်တယ်လို့ data transfer လုပ်လို့ရပါပြီiPhone က data တွေကိုလည်းအကိုတို့ Samsung ဖုန်းတွေစီကိုဘယ်လိုမျိုး transfer လုပ်လို့ရလဲဆိုတာကိုပါထပ်ပြီးတော့ပြောပြပေးပါမယ် Smart Switch app ကို iPhone ထဲမှာ download လုပ်ဖို့မလိုပါဘူးเนาะအကိုတို့ Samsung ထဲမှာရှိတဲ့ Smart Switch app ကိုဖွင့်ရပါမယ်လက်ခံမဲ့ဖုန်းမှာ receive on this phone ကိုရွေးပါ iPhone နဲ့ data transfer လုပ်မှာမို့ iPhone ကိုရွေးပေးပါအကိုတို့အနေနဲ့ C2C ဒါမှမဟုတ် C2 Lightning ကြိုးတစ်ချောင်းလိုပါလိမ့်မယ်ဖုန်းနှလုံးစလုံးကိုအခုလိုမျိုး connect လုပ်ပြီးသွားလို့ရှိရင် iPhone မှာ data transfer လုပ်ရမှာဖြစ်တာကြောင့် permission အားလုံးကို on ပေးရပါမယ်100% ပြည့်သွားရင်တော့အခုလိုကိုလိုအပ်တဲ့ data တွေကို transfer လုပ်လို့ရပါပြီ